ဒီမျိုးသမီးကသူ့ခင်မွန်းကိုကွာရှင်းဖို့ပြင်ဆင်နေတာပါဒါပေမဲ့သူ့ခင်မွန်းကတော့ဘာကူမှဂရုမစိုက်တဲ့အပြင်သူ့ရဲ့အချက်ဦးနဲ့ပြန်လက်ထပ်ဖို့ပဲစိတ်အားထက်သန်နေတာပါမျိုးသမီးကတော့ဒေါသလည်းမထွက်သလိုဘာစကားမှကိုမပြောပဲကွာရှင်းစာချုပ်မှာအေးအေးဆေးဆေးလက်မှတ်ထိုးပေးလိုက်ပါတယ်ခင်မွန်းချစ်သူကတော့သူမဟာသူ့ရဲ့အာယုံဆိုင်မှုကိုလိုချင်လို့ဒီလိုလုပ်ပြနေတာလို့ထင်နေတော့မှာပဲမျိုးသမီးကတော့သူတို့နှစ်ယောက်ကိုဆူတောင်းပေးပြီးလှည့်ထွက်သွားခဲ့ပါတယ်ခင်မွန်းချစ်သူကတော့သူမတနေ့နောက်တရပြီးပြန်လာတောင်းပန်နိုင်မယ်လို့ထင်နေပေမဲ့သူမကိုတစ်သက်လုံးဆုံးရှုံးလိုက်ရပြီဆိုတာသူမသိသေးပါဘူးနောက်တနေ့မနက်မှာတော့ခင်မွန်းချစ်သူကပြင်ဆင်ထားတဲ့မနက်စာကိုတွေ့ပြီးသူ့ဇနီးဟောင်းလုပ်ပေးထားတာလို့ထင်နေပါတယ်ဒါပေမဲ့ကြက်ဥကျော်ကသူကြိုက်တယ်လို့မကြက်တကြက်မဟုတ်တဲ့အတွက်အိမ်ပေါ်ကိုခုံနောက်တဲ့အခါမှာပဲဒါဟာအိမ်ပေါ်လုပ်ထားတာဖြစ်ကြောင်းသိလိုက်ရပါတယ်အဲ့ဒီအချိန်ကျမှပဲသူ့ဇနီးတကယ်ကြီးထွက်သွားပြီဆိုတာကိုသူစပြီးသဘောပေါက်လာတာပါနောက်မှာတော့မျိုးသမီးကဆေးရုံကအထွက်လမ်းမှာတတိလေးလဲကြနေတဲ့ကလေးလေးတယောက်ကိုတွေ့ပြီးအသက်ကယ်ပေးလိုက်ပါတယ်အဲ့ဒီကလေးရဲ့ဦးလေးဟာတတိကြီးတယောက်ဖြစ်ပြီးဒီမျိုးသမီးဟာတစ်ချိန်ကသူ့အသက်ကိုကယ်တင်ခဲ့မှုတဲ့ကျေးဇူးရှင်ဆိုတာမှတ်မိသွားပါတယ်တတိကြီးကသူမကိုသူ့အိမ်ကိုဖိတ်ခေါ်ခဲ့ပါတယ်ကလေးလေးရဲ့တောင်းဆိုချက်ကြောင့်မျိုးသမီးဟာကျောင်းပွဲတစ်ခုကိုလူပြတ်ဝတ်ဆောင်ဝတ်ပြီးတက်ရောက်ခဲ့ပါတယ်အဲ့ဒီမှာသူ့ရဲ့ခင်မွန်းဟောင်းနဲ့ပြန်ဆောင်ခဲ့ပြီးခင်မွန်းဟောင်းကလူကြားထဲမှာလူပြတ်ဝတ်ဆောင်ကြီးနဲ့မို့သူမကိုရှက်ရမ်းရမ်းပြီးအတင်းကျပ်ဝတ်ဆောင်ချုပ်ခိုင်းပါတယ်အဲ့ဒီအချိန်မှာပဲတတိကြီးကရောက်လာပြီးသူမဘက်ကနေကာကွယ်ပေးခဲ့တယ်လို့လှပတဲ့အနီရောင်ဝတ်ဆောင်လေးကိုလည်းလက်ဆောင်ပေးခဲ့ပါတယ်ဝတ်ဆောင်လေးပြီးထွက်လာတဲ့အခါမှာတော့သူမရဲ့လှတရားကြောင့်ခင်မွန်းဟောင်းဟာပါဇက်ဟောင်းသားနဲ့ငေးကြည့်ရင်နောင်တတွေရနေပါတော့တယ်ဒါပေမဲ့သူမကတော့ခင်မွန်းဟောင်းကိုလှည့်တာမကြည့်ပဲလစ်လျူရှုပြီးအစ်စ်တော်ဘဝတစ်ခုစီကိုယုံကြည်ချက်ရှိရှိရှေ့ဆက်လျှောက်သွားပါတော့တယ်